Suicide Squad ထဲက Enchantress ကိုသိလားသူမကဘာကြောင့်ဒီလောက်အန်ဒီကြီးရတာလဲသူမရဲ့အမိအမှန်က June Moon TV စွန်းစားစိတ်ပြင်းထန်တဲ့စူးစမ်းရှာဖွေလူမိန်းကလေးတယောက်ပါတနေ့မှာမတိမတာစမ်းကြဲတဲ့လွိုင်းကူတစ်ခုကိုစူးစမ်းဝင်ရောက်တဲ့အခါအဟောင်းအယွင်မျက်နှာပုံပိတ်ထားတဲ့မိစ္ဆာမမယ် Enchantress ရဲ့ဝိညာဉ်ကိုမတော်တဆဖွင့်လိုက်မိပါတယ်အဲ့ဒီအချိန်ကစပြီး Enchantress ဟာ June Moon ရဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်သွားခဲ့ပါတယ် Enchantress ဆိုတဲ့အမည်ကိုပြောလိုက်တာနဲ့ June Moon ဟာချက်ချင်းသူမရဲ့အမှန်တကယ်အလွန်အင်အားကြီးရဲ့မိစ္ဆာပုံစံအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်ရုပ်ရှင်အစမှာတော့ Amanda Waller က Enchantress ရဲ့နှလုံးကိုထိန်းချုပ်ထားပြီးအဲ့ဒီအားနည်းချက်ကိုအသုံးချက Suicide Squad ထဲဝင်စေပါတယ်ဒါပေမဲ့ Enchantress ကလုံးဝလက်မလို့ပါဘူးသူမရဲ့အားကြီးတဲ့ more in အားတွေကိုအသုံးချပြီး Rick Flag ကိုမျက်စိလွယ်အယောင်အစားနဲ့ပိတ်မိအောင်လုပ်ပဲသူမရဲ့နှလုံးကိုပြန်ယူဖို့ကြိုးစားပေမဲ့ကာကွယ်ရေးကိစ္စတစ်ခုကြောင့်မအောင်မြင်ပါဘူးနောက်ဆုံးမှာတော့သူမရဲ့အကူ Incubus ကိုလွှတ်ပေးပြီးလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်စေကသူမရဲ့အင်အားကိုအပြည့်အဝပြန်လည်ရယူလိုက်ပါတယ်အဲ့ဒီအချိန်ကစပြီး Enchantress ဟာအမှန်တကယ်ကြောက်စရာကောင်းတဲ့ Andy တစ်ခုဖြစ်လာပါတယ် Comics တွေမှာရုပ်ရှင်တွေထဲမှာ Enchantress ဟာ more in အားတွေကိုလိုတယ်လို့အသုံးချနိုင်တယ်လို့တနေရာကတနေရာကိုချက်ချင်းရွှေ့ပြောင်းနိုင်တယ်လို့ထိခိုက်ဒဏ်ရာရသွားလေချက်ချင်းပြန်လည်သက်သာနိုင်ပါတယ်တာမန်လက်နက်တွေကသူမကိုလုံးဝမထိခိုက်နိုင်ပါဘူးသူမကိုအမှန်တကယ်ထိခိုက်နိုင်စရာအရာကခထာနာရဲ့မော်ဒါတစ်လက်ခဲပဲဖြစ်ပါတယ် Enchantress ရဲ့အကြီးဆုံးအားနည်းချက်ကတော့သူမရဲ့နှလုံးပါအဲ့ဒီနှလုံးကိုဆုံးရှုံးသွားရင်တော့သူမဟာအားနည်းသွားပြီးထိန်းချုပ်လို့ရတဲ့အခြေအနေကိုရောက်ရှိသွားပါလိမ့်မယ်